ဒီကောင်လေးကကျောင်းကိုအာယုံမန်းဖိနဲ့အတစ်တဆုံစီးလာခဲ့တယ်သူပြေးဆက်ပေါ်တက်လိုက်တာနဲ့ဆက်တစ်ခုလုံးအစိတ်အမွာဖြစ်သွားတဲ့အထိအချိန်ပြင်းပြင်းနဲ့ပြေးခဲ့ပါတယ်နောက်ပြီးတော့ကောင်လေးကရေကူးကန်ကိုသွားခဲ့တယ်သူရေခုံချလိုက်တာနဲ့သူ့ဖိနဲ့ကနေပန်ကာနှစ်ခုရုတ်တရက်ထွက်လာခဲ့တယ်နောက်တစ်စက္ကန့်မှာတော့သူဟာအမြန်နှုံးမြင့်ဆက်လေတစီးလိုရေကူးကန်ကိုဖျက်မောင်းသွားပြီးသူ့အတန်းဖော်တွေကိုအံ့အားသင့်သွားစေခဲ့ပါတယ်အဲ့ဒီနောက်ကောင်လေးကဘောလုံးကွင်းထဲကိုခုံဝင်သွားတယ်သူဘောလုံးကိုအားပြေးနဲ့ကန်လိုက်တာ9တိုင်ကြီးတောင်ချက်ချင်းအစိတ်အမွာပျက်စီးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူပြေးခုံပြီးကွင်းကိုရောက်လာခဲ့တယ်ဆရာကသူ့ရဲ့အမြင့်ခုံစံချိန်ကိုဘယ်သူမှမချိုးနိုင်ဘူးလို့ဂုဏ်ယူစွာပြောခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကတော့ပြုံးပြီးစပ်ရင်မုတ်ကိုဖွင့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့သူဟာလေရဲကိုမြင့်မြင့်မားခုံတက်သွားပြီးစံချိန်ကိုအလွယ်တကူချိုးလိုက်ပါတယ်ဆရာကသူ့ဖိနဲ့အကြောင်းမေးမြန်းတဲ့အခါကောင်လေးကဆရာကိုတစ်ချက်တည်းနဲ့မြေပြင်ပေါ်လဲကျတော့အားအောင်လှုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးနဲ့လုံခြုံရေးတွေရောက်လာခဲ့တယ်ဒါပေမဲ့သူတို့မတားဆီးနိုင်ခင်မှာပဲကောင်လေးကရော့ကတ်မုတ်ကိုဖွင့်ပြီးကောင်းကင်ပေါ်ပြန်တက်သွားခဲ့ပါတယ်သူဟာတိမ်တွေအထက်မှာလင်းယုံငှက်တကောင်ကိုတောင်နင်းပြီးပြန်တန်းခဲ့ပါတယ်အဲ့ဒီနောက်ပြန်ကျွမ်းထိုးပြီးအောက်ကိုတိတ်ပြန်ဆင်းလာခဲ့တယ်လက်ဝါးတစ်ချက်တည်းနဲ့လုံခြုံရေးအားလုံးကိုမြေပြင်ပေါ်လဲကျသွားစေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်လေးကရုတ်တရက်နိုးလာခဲ့တယ်ဒါတွေအားလုံးကအိမ်မက်တစ်ခုပဲဖြစ်နေခဲ့တာပါ